ဘဝမှာပြောင်းလဲမှုကိုစတင်ခြင်းတဲ့သူတိုင်းစာဖတ်ခြင်းကနေစတင်ပါလို့ပြောချင်ပါတယ်။ကျမဘဝရဲ့ပြောင်းလဲခြင်းအစကလည်းစာဖတ်ခြင်းပါပဲ။စာအုပ်တွေကကျမကိုလမ်းညွှန်မှုတွေပေးခဲ့တယ်။ဒီဆောင်းပါးတွေရေးနိုင်တာကလည်းစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကြောင့်ပါ။စာဖတ်ခြင်းဟာသင်ယူလေ့လာမှုအတွက်အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ကျမကတော့ခံယူထားပါတယ်။တာမန်ဆိုတာထက်ပိုပြီးမြင့်ကျင်သူတွေအတွက်တော့မဖြစ်မနေစာဖတ်ဖို့လိုပါတယ်လို့ဂျင်ရွန်ကဆိုထားပါတယ်။အောင်မြင်သူနဲ့မအောင်မြင်သူကွာခြားတဲ့အချက်ကိုစာဖတ်ခြင်းမဖတ်ခြင်းနဲ့တိုင်းတာလို့ရပါတယ်။အောင်မြင်သူအများစုဟာစာဖတ်ကြပါတယ်။စာဖတ်ခြင်းကသူတို့အတွက်အကျိုးရှိတာသိတဲ့အတွက်စာကိုအမြဲတမ်းဖတ်ကြပါတယ်။စာဖတ်ဖို့အတွက်နေ့စဉ်အချိန်ပေးကြတယ်။သူတို့အောင်မြင်ရတဲ့အကြောင်းရင်းတွေထဲကတစ်ခုကလည်းစာဖတ်ခြင်းပါပဲ။စာဖတ်ခြင်းကနေသူတို့လိုချင်တဲ့ဘဝတွေကိုရှာဖွေကြတာဖြစ်ပါတယ်။မအောင်မြင်တဲ့သူတွေကတော့စာမဖတ်ကြတဲ့သူတွေပါ။သူတို့ကိုစာဖတ်ဖို့ပြောရင်လည်းအချိန်မရှိဘူးလို့ပြောတတ်ကြပါတယ်။စာဖတ်တယ်ဆိုတာအချိန်အများကြီးပေးစရာမလိုပါဘူး။စာကိုအမှန်တကယ်ဖတ်ချင်စိတ်ရှိရင်စာဖတ်လို့ရပါတယ်။စာဖတ်ဖို့အတွက်နေ့စဉ်အားလက်ချိန်15မိနစ်ခန့်အချိန်ပေးရုံနဲ့တစ်နှစ်ဆိုရင်စာဖတ်တဲ့အချိန်နာရီပေါင်း90ရှိသွားပါပြီ။စာကိုအမှန်တကယ်ဖတ်တဲ့သူတွေကတော့တစ်ပတ်ကိုစာအုပ်တစ်အုပ်ဖတ်ကြပါတယ်။တစ်နှစ်ဆိုရင်စာအုပ်ပေါင်း90ကျော်ဖတ်ကြတာကိုတွေ့ရပါတယ်။ကမ္ဘာကျော်အောင်မြင်သူတွေကတော့ဒီထက်ပိုပြီးဖတ်ကြပါတယ်။ဘယ်သူမဆိုကိုယ့်ဘဝကိုပြောင်းလဲခြင်းတော့စာဖတ်ဖို့အချိန်တော့ပေးရပါလိမ့်မယ်။ကွန်ပျူတာကပြောထားပါတယ်။စာဖတ်ဖို့အချိန်မရှိအောင်မြင်ဖို့ကြိုးစားနေပါတယ်ဆိုတဲ့သူတွေဟာဘယ်တော့မှအောင်မြင်တဲ့သူဖြစ်လာမှာမဟုတ်ဘူးတဲ့။မှန်ပါတယ်။စာဖတ်ခြင်းကိုစင်ကြေပေးနေတာကကြာရှုံးဖို့အတွက်စင်ကြေပေးနေတာနဲ့တူပါတယ်။ဘဝမှာတိုးတက်အောင်မြင်ကြသူတိုင်းဟာအလုတ်လုံရင်စာဖတ်ကြပါတယ်။အလုတ်နားချိန်အလုတ်ပြန်ချိန်အိယာမဝင်မီအချိန်တွေမှာစာကိုအချိန်ပေးပြီးဖတ်ကြပါတယ်။စာဖတ်ခြင်းဟာစိတ်ရဲ့အာဟာရဖြစ်ပါတယ်။စာဖတ်ခြင်းကသင်ဘဝကိုပြောင်းလဲပေးပါလိမ့်မယ်။စာဖတ်ခြင်းကတောကကိုပြေပြောက်စေတယ်။အုံနောက်ကိုဖွံ့ဖြိုးတိုးတက်စေတယ်။အသိဉာဏ်ကိုဖွံ့ဖြိုးစေတယ်။မှတ်ဉာဏ်အားကောင်းစေတယ်။အမှားအမှန်ကိုခွဲခြားနိုင်တယ်။ကိုယ့်ကိုယ်ယုံကြည်မှုရှိစေတယ်။ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။စိတ်ဓာတ်ကျနေတဲ့အချိန်စိတ်ခွန်အားပြည့်စေတယ်။သင်ဒုက္ခရောက်နေတဲ့အချိန်မှာစာအုပ်တွေကသင်ကိုလမ်းပြကူညီပေးပါလိမ့်မယ်။စာအုပ်တွေကသင်အတွက်မိတ်ဆွေကောင်းနေပါ။ဆရာကြီးပီမိုးနှင်းကလည်းစာဖတ်ခြင်းနဲ့ပတ်သက်ပြီးအခုလိုအကြံပြုတိုက်တွန်းအားပေးထားပါတယ်။အောင်မြင်ခြင်းရဲ့စာဖတ်ပါ။စာဖတ်ခြင်းသည်အသိပညာကိုတိုးတက်စေပြီးမှားယွင်းလွဲချော်နေတဲ့အယူအဆအစွဲလမ်းများကိုပျောက်ပြက်စေတယ်။စိတ်ကူးကောင်းအတွေးကောင်းတွေလည်းထွက်လာတယ်လို့ပြောထားပါတယ်။ဒါကြောင့်သင်ဘဝအောင်မြင်တိုးတက်ဖို့အတွက်စာဖတ်ပါ။ရှိတ်စပီးယားကစာမဖတ်တဲ့နေ့ကိုအတိတ်ပဲမဲတဲ့နေ့လို့ဆိုနိုင်ပါတယ်တဲ့။လူငယ်တို့နေ့စဉ်စာဖတ်ကြပါ။စာဖတ်ခြင်းကြောင့်အကျိုးကျေးဇူးတွေအများကြီးရလာပါလိမ့်မယ်။ဒီတော့စာဖတ်ခြင်းကြောင့်သင်ဘဝမှာဘာတွေပြောင်းလဲလာမလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။စာဖတ်ခြင်းကြောင့်ဘဝမှာပြောင်းလဲလာမယ့်အချက်9ချက်သူများထက်ရှေ့ရောက်ပါလိမ့်မယ်။စာဖတ်တဲ့သူဟာတခြားသူတွေထက်ရှေ့ကိုရောက်ပါတယ်။စာဖတ်တဲ့သူဟာသူ့ဘဝကိုသူထိန်းချောင်းနိုင်တယ်။စာဖတ်တဲ့သူကကိုယ့်ကိုယ်ဥဆောင်နိုင်တယ်လို့တခြားသူတွေကိုလည်းဥဆောင်နိုင်ပါတယ်။ဒါကြောင့်သူများတဲ့ရှေ့ရောက်ချင်ရင်စာဖတ်ပါ။စကားပြောကောင်းလာမယ်။စာဖတ်တဲ့သူနဲ့စာမဖတ်တဲ့သူစကားပြောတဲ့အခါကွာခြားပါတယ်။စကားလုံးအသုံးနှလုံးလေယူလေသိမ်းပြောတဲ့အကြောင်းအရာလုံးဝမတူကြပါဘူး။စာဖတ်တဲ့သူကစကားပြောရင်ဥတီချက်ရှိတယ်။စကားပြောတဲ့အခါတစ်ဖက်သားစိတ်ဝင်စားအောင်ပြောတတ်တယ်။စာဖတ်တဲ့သူတွေကစကားပြောကောင်းရုံမဟုတ်နားထောင်ကောင်းသူလည်းဖြစ်ကြပါတယ်။ဒါကြောင့်စကားပြောကောင်းသူဖြစ်ချင်ရင်စာဖတ်ပါ။မိမိကိုယ်ကိုယုံကြည်မှုရှိလာမယ်။စာဖတ်ခြင်းကကိုယ့်ကိုယ်ယုံကြည်မှုရှိစေတယ်။ကိုယ့်ကိုယ်ယုံကြည်မှုမရှိတဲ့သူဟာစာမဖတ်တဲ့သူပါ။စာဖတ်ခြင်းကဘဝရဲ့အသိအမြင်ဘဝတုဒ္ဒများစွာရရှိတဲ့အတွက်ကိုယ့်ကိုယ်တိမ်ငယ်စိတ်အားငယ်စိတ်တွေကိုပယ်ဖြောက်ပေးပြီးယုံကြည်မှုကိုတိုးစေပါတယ်။ဒါကြောင့်မိမိကိုယ်ကိုယုံကြည်မှုရှိဖို့အတွက်စာဖတ်ပါပညာဘဝတုဒ္ဒတွေကိုတဏှာထဲမှာသင်ယူခွင့်ရပါတယ်။စာဖတ်တဲ့အခါပညာရဲ့မျိုးစုံကိုတဏှာထဲမှာ
သင်ယူလေ့လာခွင့်ရပါတယ်အသိဉာဏ်ရှိစေပါတယ်ဘဝတုဒ္ဒတိုးပွားစေပါတယ်ကိုသင်ယူခြင်းတဲ့ပညာရက်တွေကိုသင်ယူလို့ရပါတယ်စာဖတ်ခြင်းကဘဝအတွက်သင်တန်းတက်ခြင်းပါသင်ခန်းစာမျိုးစုံကိုတနေရာထဲမှာသင်ယူလေ့လာခွင့်ရပါတယ်စာဖတ်ခြင်းကြောင့်ပညာဘဝတုဒ္ဒပြည့်စုံကြွယ်ဝသူဖြစ်လာပါလိမ့်မယ်ဒါကြောင့်စာဖတ်ပါပန်းတိုင်ကိုရှာတွေ့ပါလိမ့်မယ်ဘဝရဲ့ပန်းတိုင်ကိုရှာတွေ့ပါလိမ့်မယ်ဒါကြောင့်သင်ဘဝရဲ့ပန်းတိုင်ကိုရှာတွေ့ဖို့နဲ့ပန်းတိုင်ကိုရောက်အောင်ယူနိုင်ဖို့အတွက်စာဖတ်ပါကျမဘဝရဲ့ပန်းတိုင်ကိုလည်းစာဖတ်ခြင်းကနေတွေ့ရှိခဲ့တာဖြစ်ပါတယ်အတွေးအမြင်ကောင်းတွေရရှိပါလိမ့်မယ်ဘဝရဲ့အသည့်အမြင်အတွေးခေါ်တွေကိုစာဖတ်ခြင်းကနေရရှိနိုင်ပါတယ်စာဖတ်တဲ့အခါစိတ်ကူးဉဏ်ကိုဖွံ့ဖြိုးတိုးတက်စေပါတယ်အတွေးခေါ်ကောင်းတွေပေါ်ထွက်လာပါတယ်အတွေးကောင်းတွေကနေကောင်းတဲ့ဘဝတွေကိုဖန်တီးလာနိုင်ပါလိမ့်မယ်လူမှုဆက်ဆံရေးပိုကောင်းလာမယ်အသည့်အမြင်ဘဝတုဒ္ဒကျွယ်ဝလာမယ်ဒါကြောင့်စာဖတ်ပါစိတ်တက်ကြွပါလိမ့်မယ်စိတ်အားငယ်နေတဲ့အချိန်မှာစာဖတ်ပါစိတ်အားတက်ကြွလာပါလိမ့်မယ်စာအုပ်တွေထဲမှာအောင်မြင်သူတွေကသူတို့ဘဝရဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ခဲ့တာတွေအောင်မြင်ခဲ့တာတွေကိုအတူယူအားကြရင်တင့်ကိုစိတ်တက်ကြွလာစေပါလိမ့်မယ်စိတ်ခွန်အားဖြစ်စေတဲ့စကားလုံးတွေကိုဖတ်ခွင့်ရတဲ့အတွက်စိတ်အားထက်သန်ပါလိမ့်မယ်ဒါကြောင့်စိတ်ခွန်အားတိုးတက်ဖို့အတွက်စာဖတ်ပါလူရဝင်ပြီးလူတော်တိုးလာပါလိမ့်မယ်စာဖတ်တဲ့သူဟာလူရဝင်ပါတယ်လူရဝင်တယ်လူတော်တိုးတယ်ဆိုတာလူတွေနဲ့ဆက်ဆံရေးအဆင်ပြေခြင်းအသင်းအဖွဲ့ကိုဦးဆောင်နိုင်ခြင်းစကားပြောကောင်းခြင်းလူတွေရဲ့ယုံကြည်မှုလေးစားမှုကိုရခြင်းလူတွေအပေါ်ဩဇာလွှမ်းမိုးနိုင်ခြင်းစတဲ့အရေးအချင်းတွေရှိခြင်းပါဒါကြောင့်သင်ကလူအသိလူအမြင်ရှိပြီးလူတော်တိုးတဲ့သူတစ်ယောက်ဖြစ်ခြင်းရင်စာဖတ်ပါ